Grade 11ကျောင်းသားကျောင်းသူများအားလုံးပဲမင်္ဂလာပါဒီနေ့ဆရာဗီဒီယိုမှာတော့ Grade 11မြန်မာကဗျာရွေးချယ်ရှစ်ထဲကပထမပုတ်ဖြစ်တဲ့ရွှေနေရိုးမှာပန်းစကားကဗျာကိုကဗျာစာသားတွေရှင်းလင်းပေးရှင်ပါတယ်ကဗျာစာသားတွေကိုရှင်းလင်းတဲ့နေရာမှာတူတူချင်းချင်းနဲ့မှတ်ရလွယ်မဲ့စကားလုံးအသုံးအနှုန်းတွေကိုရွေးချယ်သုံးနှုန်းဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေအနေနဲ့ဒီဗီဒီယိုဟာအကျိုးရှိလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ကဲဒါဆိုရင်ကြပြရှင်းလင်းမှုကိုစလိုက်အောင်ပါ။ကြပြကိုတိုးကလေးဆိုတဲ့အမီနာမတစ်ခုကိုခေါ်ဆိုရင်းကနေပြီးတော့စတင်ထားတယ်။တိုးကလေးပုပ္ပနတ်တောင်အခေါင်မြင့်ဖျားစုံတော်ဖျား၌နန်းကြားကြိုင်လွင်ခါရန်ပွင့်သည်ရွှေနေရိုးမှာပန်းစကားအရှင်အဓိပ္ပာယ်ကတော့အရှင်မင်းမာဂရီနာမည်ကြီးအရှင်နေထိုင်ရာပုပ္ပတောင်ကြီးရဲ့တောင်အထော့အဖျားအမြင့်အဖျားမှာရနံ့မှုကြိုင်နဲ့ရွှေနဲ့တူတဲ့သကဝါပန်းတွေဟာအချိန်သင့်ခါသင့်ဖူးပွင့်ဝေစာနေကြပါတယ်ဆိုပြီးတော့မိမိမျိုးလေးကပုပ္ပတောင်ရဲ့အကြောင်းမင်းမာဂရီရဲ့ဂုံပုတ်ကိုဖော်ကျူးပြီးတော့တိုင်တယ်ထားတာ哦ဒီနေရာမှာကျောင်းသားကျောင်းသူတွေအနေနဲ့ပထမအပိုက်ဟာပုပ္ပတောင်ကြီးရဲ့ပုံပန်းသွင်ပြင်ကိုတရုပ်ဖော်ဖွဲ့ထားတာဖြစ်တယ်ဆိုတာကိုနားလည်ထားရမှာဖြစ်ပါတယ်။ဒီနေ့အဖြစ်မိမပြိုလေးတူဟာပုပ္ပတောင်ကိုရောက်လာတယ်။သူ့ရဲ့အကြောင်းသူ့ရဲ့ရင်ဖွင့်ရှစ်တွေကိုရင်မဖွင့်မီတိုင်တယ်မပြောဆိုမီမင်းမာဂရီရဲ့နာမည်ကိုမင်းမာဂရီနာမည်ရဲ့ဂုံပုတ်ကိုပေါ်ကျူးထားတာလည်းဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့နောက်တစ်ပိုက်အနေနဲ့သူ့ကလေးစကားပွင့်နဲ့နှိုင်းတင်နှုတ်သည်ရဲမျိုးသမီးမောင်ကြီးနှမညက်လှပြစဉ်မဲ့တီပင်မှာခရီးသားဆိုတဲ့အပိုက်ဒီဒုတိယပိုက်မှာမိမပြိုလေးဟာသူ့ရဲ့အကြောင်းကိုစပြီးတော့ပြောပြီးအရှင်မင်းမာဂရီနာမည်ကြီးအရှင်နေထိုင်ရာပုပ္ပတောင်ကြီးမှာပွင့်နေတဲ့သကဝါပန်းကလေးတွေဟာရွှေရောင်ကဲ့သို့ဝင့်ဝါလှပနေပါတယ်ဒီလိုပဲကျွန်ုပ်ရဲ့အသားရည်ဟာလဲကျမရဲ့အသားရည်ဟာလဲနူးညံ့ညင်ညောစင်ကြယ်ပြီးတော့သကဝါပန်းတွေအလားဝင့်ဝါနေပါတယ်မိမိမျိုးလေးကသူ့ရဲ့ဂုံပုတ်ကိုသူပေါ်ကျူးပြီးတော့တိုင်တယ်တာဖြစ်တယ်ကျမဟာတဲ့ကျမမှာတဲ့ရဲရင်ထက်မြက်တဲ့ရှစ်သူမောင်ကြီးရှိတယ်ပြီးတော့ရဲရင်ထက်မြက်တဲ့မျိုးရိုးကပေါက်ဖွာလာတဲ့လူတူလည်းဖြစ်ပါတယ်ကျမရဲ့ရှစ်သူမောင်ကြီးဟာခရီးလှည့်သွားလာနေရသူတူလည်းဖြစ်ပါတယ်ဆိုပြီးတော့ဆက်လက်တိုင်တယ်ပြောဆိုထားတာဖြစ်ပါတယ်တတိယပိုက်နောက်တစ်ပိုက်အနေနဲ့သူ့ကလေးမိလို့စူလဲအငယ်တဲ့ကကျွန်းဝင်ကြသည်မွေးဖတူရင်မြို့သည်မင်းနှင့်ချက်ချင်းစူယုံတက်ထက်ဆုံးသည်နှလုံးမရှားစောင့်တရားဒီဘက်မှာဆိုရင်မိမမျိုးလေးကဆက်ပြီးတော့တိုင်တယ်ပြောဆိုပြန်တယ်အရှင်မင်းမာဂရီနာမည်ကျမရဲ့ရှစ်သူနဲ့ကျမနဲ့ဟာတပတ်ရှိုးတပတ်ရဲ့သရုံထုံးတက်စအရွယ်ကြက်တောင်စီးတက်စအရွယ်ကပင်စပြီးတော့ချစ်ကြိုက်ခင်းမင်းကျွန်းဝင်လာကြတဲ့သူများဖြစ်ပါတယ်ဒါတည်းမကသေးပါဘူးတဲ့ချစ်သူမောင်ကြီးဟာဆိုရင်ကျမရဲ့ဖခင်မှာတူအရင်လည်းဖြစ်ပါတယ်ကျမရဲ့ဖခင်ရဲ့တူအရင်တော်ဆက်သူတူလည်းဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေကြောင့်ပုံမရင်းနှီးချစ်ခင်ရတာလည်းဖြစ်တယ်ချစ်သူမောင်ကြီးနဲ့ကျမဟာဒီလိုအချစ်တွေကြောင့်တူနဲ့တူရှင်းရှင်းတူညီကတလုံးမခွဲမခွာရှက်မြတ်နိုးပြီးတော့အတူတကွနေထိုင်သွားကြမယ်ဖြစ်ကြောင်းဒါဟာစောင့်စည်းရမယ်တရားပင်ဖြစ်ကြောင်းကိုလည်းမိမိမျိုးလေးကမင်းမာဂရီနာမည်ကိုရင်ဖွင့်တိုင်တယ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ပိုက်ကတော့ရွှေမင်းမြစ်တုပ်နေစဉ်ယတိဖြင်နဲ့ကြိုင်းစင်မြဝါမတ်ကြီးလျာကိုမေသာကြိုက်မိတူမရှိဆိုပြီးတော့ဖြစ်တယ်အဓိပ္ပာယ်က
ဆွေမျိုးမိဘတာမကမင်းတရားကြီးကိုတော်တိုင်တိတဲ့မိမိရဲ့ရှစ်သူမောင်ကြီးဟာကျမရဲ့ရှစ်သူမောင်ကြီးဟာစင်ကြယ်သောမျက်နှာတုပ်ဘဝအနီကိုရွှေကားစည်းဘဝအဖြစ်အသုံးပြုတယ်အနံကြီးပိတ်လျှောထဲကိုဝတ်ဆင်တယ်ဒီလိုဝတ်ဆင်ရတဲ့အတွက်ကြောင့်ဝတ်ဆင်တဲ့အပြင်သူဟာယောက်ျားပီတာတယ်အမတ်ကြီးအဖြစ်လဲယာထားခြင်းခံရတဲ့ယာထားတတ်မှတ်ခြင်းခံရတဲ့သူဖြစ်တဲ့အတွက်ကြောင့်တဲ့မိမပြိုလေးဟာရှစ်သူမောင်ကြီးကိုအတုမရှိတဲ့မေတ္တာတရားတွေနဲ့ပို့ပြီးတော့ရှက်မျက်နှိုးရှစ်ခင်တွေ့တာမိလာပါတယ်ဆိုပြီးတော့မိမပြိုလေးကသူ့ရင်တွင်းမှာရှိတဲ့ရင်တွင်းစကားတွေကိုဖွင့်ဟတိုင်တယ်ထားတာဖြစ်ပါတယ်ကြပြကိုဒီလိုနဲ့ဆုံးသက်ထားတာဖြစ်တယ်အချုပ်ပြောရရင်မိမပြိုလေးတူဟာပုပ္ပတောင်ကိုရောက်လာတယ်မင်းမာဂရီနတ်မင်းကိုတိုင်တယ်ပြောဆိုဖို့အတွက်သူရောက်ရှိနေတဲ့နေရာမင်းမာဂရီနတ်မင်းရဲ့ဂုံပုတ်တွေကိုပေါ်ကျူးတဲ့အနေနဲ့ပထမအပိုက်ကိုတရုပ်ပေါ်ပြောတယ်ဒုတိယအပိုက်ကသူ့အကြောင်းဖြစ်တဲ့သူဟာစကားပွင့်တဲ့တူတဲ့အသားရည်ရှိတဲ့သူဖြစ်တယ်သူ့မှာရဲရင်နဲ့မောင်ကြီးရှိတယ်ရဲရင်နဲ့မျိုးနွယ်ကဆင်းသက်လာတဲ့တူဖြစ်တယ်လို့ဒုတိယပိုက်မှာပြောတယ်တတိယပိုက်မှာကတော့သူနဲ့သူ့ရှစ်သူဟာငယ်စဉ်ကတည်းကရှစ်ကျွန်းဝင်လာခဲ့တဲ့သူဖြစ်ကြောင်းဒါကြောင့်သူတို့နှစ်ဦးရဲ့ရှစ်ရှင်းဟာမခွဲနိုင်မခွာနိုင်ဖြစ်နေကြောင်းတရားစောင့်တဲ့နှလုံးသားကိုတရားစောင့်တဲ့သူနှစ်ဦးဖြစ်ကြောင်းပြောထားတယ်နောက်ဆုံးပိုက်မှာတော့သူ့ရဲ့ရှစ်သူမောင်ကြီးနဲ့သူနဲ့ဟာတစ်မျိုးလုံးတစ်ဆွေလုံးရှစ်နေကြကြိုက်နေကြတာကိုသိတယ်ဆိုတော့သူရဲ့ရှစ်သူမောင်ကြီးနဲ့သူနဲ့ရှစ်နေကြိုက်နေကြတာကိုတစ်မျိုးလုံးတစ်ဆွေလုံးအပြင်မင်းတရားကြီးကိုတော်တိုင်သိပါတယ်သူရဲ့ရှစ်သူမောင်ကြီးဟာယောက်ျားပီတာပြီးတော့ဖွင့်ထွားစင်ကြယ်တဲ့သူတူဖြစ်တဲ့အမတ်ကြီးဖြစ်ရထားခြင်းခံရတဲ့သူဖြစ်တယ်ဒါကြောင့်သူဟာဒီရှစ်သူမောင်ကြီးကိုအတုမရှိတဲ့မေတ္တာနဲ့ရှစ်မိနေပါတယ်ဆိုပြီးတော့ကြပြကိုအဆုံးသတ်ထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်